ဟိုကဲချီဘက်ခဏသွားအောင်မယ်ပြင်းနေရတယ်သွားမယ်သွားမယ်သွားမယ်အဲ့ပေါ်လာမလားမသိသွားမယ်ကဘာနဲ့သွားမလဲအော်လောက်ဖြောဖိုင်မမြင်ရပြီးတော့အိမ်မရှိစပိန်လေးပဲနင်းသွားလိုက်တော့အော်မနင်းတော့ပါဘူးသူလည်းကန်းချီကိုရောက်သွားခဲ့ပါတယ်ကန်းချီထဲကိုဆင်းမယ်အလုံးမှာပဲရုတ်တရက်ဟိုလောက်တာပဲဟဲ့ဟိုမှာအလင်းတိုင်းပါလားအဲ့လိုနဲ့သူလည်းဝင်သွားခဲ့တာပေါ့အဲ့လိုနဲ့သူလည်းဘယ်ရောက်သွားမှမသိခဲ့ပါဘူးအမေသူရောက်သွားတဲ့နေရာကြီးကတော့အရန်ဟိုမှာလှဆန်းကြည်တဲ့ခီးခွန်နေရာရွေးဖြစ်ပါရန်လာတော့သူလည်းအဲ့နားမှာနေမနေနိုင်မထိုင်နိုင်ဖြစ်ပြီးရှောက်ကြည့်နေပါတယ်။နေစစိမ့်လည်းမနေနိုင်ဘူးပေါ့။အောက်ကိုကြည့်လိုက်တော့သူလည်းအောက်ကိုရန်လန့်သွားဟဲ့။ဒါပေမဲ့ခုနကသူကြည့်တော့ဘာမှမရှိနေရဖြစ်ပဲ။အဲ့လိုနဲ့သူထဲမှာမလို့အဲ့မှာပဲကောင်မလေးတယောက်တွေ့လိုက်ရပါတယ်။ Hello မင်းရတူလဲတမီးဟောပါမင်းဒီနန်းတော်မှာကြိုက်နေရရှော့လဲလို့ရတယ်ငါလိုက်ပြပေးမယ်ကဲလာဒါငါ့နန်းတော်လीငါရှိသူမတယောက်ဒါပေမဲ့အခုလောလောဆယ်မှာတော့ငါရှိသူမမပြောင်းနိုင်ဘူးငါရဲ့စွမ်းအင်တွေအရင်ကုန်နေပြီအဲ့တော့ငါရှိသူမမင်းကိုပြောင်းပြလို့မရဘူးဒါငါနန်းတော်မင်းကချင်လိုက်နေငါနန်းတော်ရောက်လာတော့ဟုတ်ပါရဲ့နော်ဟုတ်တာပေါ့အန်တီရဲ့သမီးကကန်ချစ်လိုက်နဲ့အန်တီနန်းတော်ရောက်လာတာဒါဆိုရင်မင်းကိုကျေဘူးဆက်စိတ်မလားဟုတ်ကဲ့နေစိတ်စိတ်ရသဘောကျရလားဟုတ်ကဲ့အန်တီသမီးအရင်သဘောကျတယ်ဒါဆိုကျန်တဲ့နေရာသွားမယ်လေသမီးဘာစားချင်လဲရပါတယ်လာအန်နီမောလိုက်ကြည့်မယ်အိမ်မင်းစားပါဒါအန်နီအိတ်တဲ့နေရလာကလေးမအန်ရီကိုပေါ်ခဏတည်းချမ်းလားဒါပဲအော်ဒါနဲ့ပြည့်စည်ရှိရဒါကအန်တီတို့ရဲ့အခါတလေအန်တီတို့ဒီထဲမှာရှိကူးရတယ်ဒီကျမအဖြစ်ပြောင်းပြီးတော့ပေါ့ကလေးရောအညာတီးဖေရောလည်းမသိကလေးမလေးတမီးရဒီမှာလာပေါ်ချစ်ကြမယ်နော်သမီးကဒီနန်းတော်ကိုပထမဆုံးရောက်တဲ့သူဖြစ်တဲ့အတွက်သမီးကန်းချီကိုလာတိုင်းသမီးဒီနန်းတော်ကိုမြင်နေရမှာโอเคနော်ဘသူမှမြင်ရမှာမဟုတ်ပါနဲ့သမီးတယောက်တည်းဒီနန်းတော်ကိုမြင်ရမှာနော်သမီးတယောက်တည်းပဲနော်ဘသူမှကျန်တဲ့သူဘလို့ပဲပြမြင်ရမှာမဟုတ်ဒီမှာအန်တီကမြင်ဒီကနေကြည့်ရသမီးမနေတဲ့အန်တီတီးတယ်ဒါပေမဲ့သမီးအပေါ်ထိလိုက်လို့ရှင်ဒီနန်းတော်ကြီးရှိမှန်းဆိုတာလူတွေသိမှာမဟုတ်အဲ့လိုနဲ့ပဲသမီးအိမ်ပြန်တော့မှာလားဟောအန်ဒီသမီးပြန်တော့မယ်နော်အဲ့ဆိုရင်သမီးခုတ်ချလိုက်အန်ဒီဖြစ်ပါမလားသမီးတေသွားမှာပေါ့ဟာမလိုပါဘူးခုတ်ချလိုက်ငါဘာမှဖြစ်သွားပဲဟောအန်ဒီရောအန်တီရဲ့ဒါဆိုငါဒီနေရာကိုငါတယောက်တည်းမြင်နေရတာပေါ့မိုက်လိုက်တာဝိုးအဲ့ဆိုခုနမှာအန်တီကိုငါကြံပြီးတွေ့ချင်